Bismillahirrahmanirrahim. Alhamdulillah. Jonoru pigera paindwe ma asbab ilm achu aya ko athong pyu pi ro jonoru pinya tan yu nain de allo myo aya 3 myo shi de so pi phat khe de e ga ne pathama myo sa ga ja ro hawas salima phit de hawas sora ga jonoru luda ru ye khanda ko the ma aye chin tachu shi de edi aye chin de ko hawas lo kho deအခုကျွန်တော်တို့လူသားတွေကလေးလာစုံစင်းကြည့်တာကအလိုမျိုးအရေးချင်း၅မျိုးပဲတွေးတယ်၅ခုပဲတွေးတယ်အဲဒါကြောင့်တရားတွေကိုကျွန်တော်တို့ဟာဝါဆေခမ်ဆာလို့ခေါ်တယ်ခမ်ဆာဒိတ်ပဲ၅ဟာဝါဆာဒိတ်ပဲအရေးချင်းများအဲ့တော့ဟာဝါဆေခမ်ဆာဒိတ်ပဲအရေးချင်း၅ခုပေါ့နော်အဲ့တော့ဒီအရေးချင်း၅ခုနဲ့ပတ်သက်ပြီးကျွန်တော်တို့အားလုံးသိကြတယ်မြင်နိုင်တဲ့အရေးချင်းကြားနိုင်တဲ့အရေးချင်းရှုနိုင်တဲ့အရေးချင်းအလိုမျိုးရှာနေမိကြည့်နိုင်တဲ့အရေးချင်းအလိုမျိုးကျွန်တော်တို့ခန္ဓာကိုယ်နဲ့ထိထွေးပြီးသိနိုင်တဲ့အရေးချင်းပေါ့နော်ဒီအရေးချင်း၅ခုနဲ့ပတ်သက်ပြီးမုဆနဖ်ရဟ်မလာဟူတာလာအန်ဟူကတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မုဆနဖ်ရဟ်မလာဟူတာလာအန်ဟူရဲ့အဘာရတ်ရဲ့တရဂျမာမလုပ်ခင်အဲ့ဒါတွေကိုဒီဘက်စာမျက်နှာကနေနားလည်နိုင်ဖို့ကြိုးစားမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အားလုံးသိကြတဲ့ဒီနည်းရဲ့သိပ္ပံပညာရှင်တွေကအရင်သိပ္ပံပညာရှင်တွေထက်အစားပုံများစွာတိုးတက်နေပြီပေါ့နော်အဲ့ဒါကြောင့်မုဆနဖ်ရဟ်မလာဟူတာလာအန်ဟူကဟိုအရင်ခေတ်ကသိပ္ပံပညာရှင်တစ်ပါးဖြစ်တဲ့အဲ့တော့အရင်ခေတ်မှာဒီဟာတွေနဲ့ပတ်သက်ပြီးသူတို့ကဘလောက်ရှင်းပြနိုင်ခဲ့လဲတန်ပြနိုင်ခဲ့လဲမုဆနဖ်ရဟ်မလာဟူတာလာအန်ဟူလည်းအလောက်ပဲရှင်းပြခဲ့တာပေါ့နော်သို့တော့ဒီနည်းရဲ့သိပ္ပံပညာရှင်တွေကဒီဟာတွေနဲ့ပတ်သက်ပြီးပိုးပြီးသိတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဟာတွေကိုဒီနေရာကနေဒီဘက်စာမျက်နှာကနေနားလည်နိုင်ဖို့ကြိုးစားမှာပေါ့နော်အဲ့တော့ဒီဟာတွေကိုနားလည်ဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဂျီစင်ဘာကိုခေါ်လဲအာရတ်ဘာကိုခေါ်လဲအဲ့ဒါကိုနားလည်ဖို့လိုအပ်တယ်ဂျီစင်ဆိုတာကခန္ဓာကိုယ်ရှိတဲ့အရာတွေကိုကျွန်တော်တို့ဂျီစင်လို့ခေါ်တယ်ဥပမာဖြင့်ကျွန်တော်တို့လူသားတွေအလိုမျိုးအိမ်တွေကားတွေအလိုမျိုးတခြားအရာတွေပေါ့နော်ဒီအရာတွေမှာပါရှိနေလဲဗာလဲခန္ဓာကိုယ်ရှိတယ်ပေါ့နော်အဲ့လိုခန္ဓာကိုယ်ရှိတဲ့အရာတွေကိုကျွန်တော်တို့အာရဘီလိုဂျီစင်လို့ခေါ်တယ်အင်္ဂလိပ်လိုသိပ္ပံဘာသာစကားအရာအဲ့ဒါကိုကျွန်တော်တို့ elements တို့ molecule တို့ဘာလို့ပြောလို့ရတာပေါ့နော်နောက်တစ်မျိုးကကြတော့ RS ဆိုတာကအဲ့လိုမျိုးခန္ဓာကိုယ်မရှိတဲ့အရာကိုကျွန်တော်တို့ RS လို့ခေါ်တယ်ဥပမာဖြင့်ပညာပေါ့ဒီပညာဆိုတဲ့အရာကကျွန်တော်တို့လူသားတွေထဲမှာရှိလို့ရှိတယ်ဒါပေမဲ့သူ့မှာခန္ဓာကိုယ်မရှိဘူးသဘောပေါက်ပြီနော်အကယ်လို့ပညာဆိုတဲ့အရာမှာခန္ဓာကိုယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပညာကကျွန်တော်တို့လူသားတွေရဲ့ဘေးအစိတ်အပိုင်းမှာရှိတာလေအဲ့ကနေခွဲထုတ်ပြီးတော့ကျွန်တော်တို့နောက်တစ်ယောက်ထဲမှာထိလိုက်တာနဲ့အဲ့ဒီလူပါပညာရှင်ဖြစ်သွားမယ်သဘောပေါက်ပြီနော်အဲ့ဒါကြောင့်ဗာသိရှိရလေဒီပညာဆိုတဲ့အရာကခန္ဓာကိုယ်ရှိတဲ့အလိုမျိုးအရာမဟုတ်ဘူးအလိုမျိုးချစ်ခင်မှုပေါ့နော်ဒီအချစ်ဆိုတဲ့အရာလေးဒီအတိုင်းပါပဲကျွန်တော်တို့လူသားတွေနဲ့တော့ကတ်နေတာပဲဒါပေမဲ့ဒီအရာကဘာမရှိဘူးလေခန္ဓာကိုယ်ရှိတဲ့အရာမဟုတ်ဘူးသဘောပေါက်ပြီနော်အခုဂျီစင်ရဲ့အာရစီရဲ့သဘောပေါက်ပြီလားအဲ့တော့ဒီနေ့တင်ငန်းတာမှာမုဆနဖ်ရဟ်မလာဟူတာလာအန်ဟူအနေနဲ့ပထမဆုံးကြားနိုင်တဲ့အရာချင်းကိုတန်ပြနေတယ်အဲ့တော့ကျွန်တော်တို့ကိုဝတ်တဲ့ဆမာကြားနိုင်တဲ့အရာချင်းကိုနားလည်ဖို့အတွက်ကျွန်ုပ်တို့ရဲ့နရွက်ကအလုတ်ဘလို့လောက်တာလဲဒါကိုနားလည်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်ဆရာအနေနဲ့ပထမဆုံးကျွန်တော်တို့ရဲ့နရွက်ကအလုတ်ဘလို့လောက်တာလဲအဲ့ဒါကတက်နိုင်ဆုံးရှင်းပြပေးမှာပေါ့နော်ကျွန်တော်တို့နရွက်မှာသိပ္ပံပညာရှင်တွေက၃ပိုင်းခွဲတယ်ဒီအပိုင်းကြတော့အပြင်ပိုင်းပေါ့နော်ဒီဟာကြတော့အလေပိုင်းဒီဟာကြတော့အနောက်ပိုင်းပေါ့နော်ဒီဘက်ဒီတစ်ခုလုံးကအလေပိုင်းပေါ့နော်သဘောပေါက်ပြီနော်အခုဒီအပြင်ပိုင်းကဘာလောက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခုခုအသင်လေနဲ့ပါလာတဲ့ဟာအဲ့ဒါတွေကိုအကုန်လုံးစူးယူပြီးတော့ဒီအပေါက်ထဲမှာသွင်းပေးတယ်အဲ့ဒါကြောင့်နရွက်ကအပြင်ကနေနည်းနည်းကြီးတာသဘောပေါက်ပြီနော်အဲ့တော့ဒီနရွက်ကကြီးသောကြောင့်အပြင်ကနေလာတဲ့အသင်တွေကိုလေနဲ့ပါလာတဲ့အသင်တွေကိုစူးပြီးတော့ဒီအပေါက်သေးသေးလေးထဲမှာမလုပ်လဲသွင်းပေးတယ်သဘောပေါက်ပြီနော်အခုဒီအပေါက်သေးသေးလေးကနေဒီလေတွေဝင်လာတဲ့အခါအဲ့ဒီလေတွေနဲ့အသင်ပါလာတယ်အခုအသင်ကဘာအရာလဲအဲ့ဒါကြောင့်ဆရာစာရေးကနေဂျီစင်ဘာကိုခေါ်လဲအာရတ်ဘာကိုခေါ်လဲရှင်းပြခဲ့တာအသင်ဆိုတဲ့အရာတွေက sound ဆိုတဲ့အရာတွေကခန္ဓာကိုယ်ရှိတဲ့အရာဖြစ်တယ်ဂျီစင်ရှိတဲ့အရာဖြစ်တယ်သဘောပေါက်နေတယ်နော်အဲ့တော့သူတို့ရဲ့ဂျီစင်ကခန္ဓာကိုယ်ကတအားသေးလို့ကျွန်တော်တို့မမြင်တာအမေတကယ်တော့ sound ဆိုတဲ့အရာတွေကခန္ဓာကိုယ်ရှိတဲ့အရာဖြစ်တယ်သဘောပေါက်ပြီနော်အခုဒီ sound ခန္ဓာကိုယ်ရှိတဲ့အရာတွေကလေနဲ့ကျွန်တော်တို့ရဲ့နရွက်ထဲမှာဝင်လာတယ်ဝင်လာပြီးတော့ဒီနေရာလေးနဲ့တွားထိတယ်ဒီမှာပကံလိုမျိုးအရာတစ်ခုတွေးနေရတယ်နော်ဒီနေရာလေးပေါ့နော်ဒီနေရာလေးနဲ့တွားထိတယ်သဘောပေါက်ပြီနော်ဒီဟာကိုသိပ္ပံပညာရှင်တွေက ear drum လို့ခေါ်တယ် drum ဘာကြောင့်ခေါ်တာလဲဒီဟာကကျွန်တော်တို့ drum ပုံတွေပါလေးရှိတာလေကျွန်တော်တို့တီးရင်အသင်မြည်တာလေဒီအရာလေးအလုံးလုံးတာသဘောပေါက်ပြီနော်အဲ့တော့ဒီအရာကို air drum လို့ခေါ်တယ်အဲ့တော့အပြင်ကနေလေနဲ့ပါလာတဲ့ sound jisim တွေက sound ရဲ့ molecule တွေကဒီအရာနဲ့ဒီပကံလိုမျိုးရှိတဲ့အရာနဲ့တွားထိတယ်
အဲ့ဒီ drum ရဲ့အနောက်မှာ bones 3ခုရှိတယ် bones ဆိုတာကအယိုးကိုပြောတာဗောနော်အဲ့ဒီအယိုးတွေဒီပုံမှာပြန်ရှင်းရှင်းလင်းလင်းမြင်ရတယ်တွေ့လားဒီဟာ drum ဖြစ်တယ်အဲ့ဒီ drum ရဲ့အနောက်မှာ bone တစ်ခုရှိတယ်အယိုးတစ်ခုပြီးရင်နောက်အယိုးတစ်ခုကဒီဘက်ကိုလာပြီးဒီထိလာတယ်ပြီးရင်နောက် bone တစ်ခုကဒီဟာဖြစ်တယ်ဒီမှာအယိုး3ခုရှိတယ်အခုဟိုကနေအတန်တွေကဒီဘုံနဲ့ပကံလိုမျိုးရှိနေတဲ့အရာနဲ့ထိရင်ဒီပကံလိုမျိုးရှိတဲ့အရာကကျွန်တော်တို့ဖုန်းမှာဟိုရှိတာလေvibration ထင်းရင်ဖုန်းကတုံးတယ်လေအဲ့လိုမျိုးဒီအရာလေးဒီပကံလိုမျိုးအရာလေးဘာလုပ်လဲ air drum ကတုံးတယ်သူတုံးတဲ့အခါဒီအယိုးတွေပါတခါတည်းလှုပ်သွားတယ်သဘောပေါက်ပြီနော်အယိုးတွေပါ harkat လုပ်တယ်အဲ့တော့အယိုးတွေ harkat ဘယ်လိုလုပ်လဲအဲ့ဒါကိုကြည့်ချင်ရင် YouTube မှာတရားတွေကိုဝင်ကြည့်လို့ရတယ်သဘောပေါက်ပြီနော်အဲ့မှာဗီဒီယိုနဲ့သေချာလေးရှင်းပြထားတယ်အဲ့တော့ဘာဖြစ်ဖြစ်အခုဒီအရာတွေကလှုပ်တဲ့အခါဒီအယိုးတွေရဲ့နောက်မှာနောက်တစ်ခုအရာရှိတယ်ဒီတိတိလေးအရာသဘောပေါက်နေတယ်နော်သူလေးလှုပ်သွားတယ်သူတို့ရဲ့အနောက်မှာဘာရှိတာလဲဆိုလို့ရှိရင်ဒီအရာရဲ့အနောက်မှာဒီခယူးလိုမျိုးဒီအရာလေးရှိတယ်တွေ့လားဒီမှာခယူးပုံစံမျိုးတွေ့နေရတယ်နော်သူ့ရဲ့အလင်မှာရေလိုမျိုး liquid ဖြစ်တဲ့ရေပုံစံမျိုးအရာတွေရှိတယ်ပြီးတော့အမွေးတိတိလေးအမွေးတွေရှိတယ်သဘောပေါက်ပြီနော်ကျွန်တော်တို့မျက်တောင်မွေးရှိသလိုပစ္စည်းလေးအမွေးတွေရှိတယ်သူ့ထဲမှာအဲ့တော့ဘာဖြစ်ပဲဟိုကနေလာတဲ့ molecules တွေကဒီ drum နဲ့ထိပြီးတော့ဒီအယိုးတွေကနေတဆင့်ဒီကိုလာတယ်လေဝင်လာတာမဟုတ်ဘူးနော်လေနဲ့ sound ရဲ့ jism တွေပါလာတာလေ molecules တွေပါလာတာလေအဲ့ဒါတွေကဒီ drum နဲ့ထိတယ်ဒီ drum နဲ့ထိရင်ဒီ drum ကတုံတယ်တုံရင်သူတို့လေးတုံတယ်အယိုးတွေတုံတဲ့အခါနောက်ဆုံးမှာ drum ပုံစံမျိုးနောက်တစ်ခုရှိတယ်ဒီမှာပကံလိုမျိုးတွေ့လားဒီဘက်မှာဒီနေရာလေးမှာအဲ့ဒီပကံကနေ sound wave ကပြန်ထွက်တယ် sound wave ဆိုတာအလိုလေထဲမှာsound လေတိုင်တွေသွားသလိုပေါ့နော် line ပုံစံမျိုးပြန်ထွက်တယ်ပြန်ထွက်ပြီးတော့အဲ့ဒီအတန်တွေကဒီပျော့လေးနုံလေးရှိတဲ့နေရာလေးမှာအသားတုံးထဲမှာဝင်သွားတယ်ဝင်ပြီးရင်တဆင့်အုံနောက်ဖက်ကိုပြန်သွားတာဒီနေရာပဲအဓိကကျွန်တော်တို့ကိုအတန်တွေခွဲပေးတာဒီဟာဘာအတန်လဲဘလို့အတန်လဲကြေတဲ့အတန်လားကလေးတွေရအတန်လားလူကြီးတွေရအတန်လားအဲ့ဒါတွေကအကုန်လုံးဒီပျော့လေးအလ္လာဟ်ဆုဘဟာနဟူဝါတာအာလာလူသားတွေထဲမှာထည့်ပေးထားတယ်ဒီနေရာမှာလာပြီးတော့အကုန်လုံးဖြတ်ပေါ်လာတာသဘောပေါက်ပြီနော်အဲ့တော့ဘာဖြစ်ဖြစ်ဒီမှာကျွန်တော်တို့အသင်ကိုဘလို့ကြားတာလဲဆိုတာကိုကျွန်တော်တို့သိသွားပြီအဲ့တော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလ္လာဟ်ဆုဘဟာနဟူဝါတာအာလာဘလို့ system နဲ့ဖန်ဆင်းထားတာလဲဆိုတာတော်တော်အံ့ဩစရာကြီးပေါ့နော်အခုမဆနဖ်ရဟမလာတာလာနူဆာမာကျွန်တော်တို့ရဲ့ကိုဝတ်တဲ့စာမီအာပေါ့နော်ကျွန်တော်တို့ကြားနိုင်တဲ့အရေးချင်းကျွန်တော်တို့ရဲ့နရွက်တဲ့အလုပ်ဘလို့လုပ်လဲအဲ့ဒါကိုရှင်းပြနေတယ်တင်ပြနေတယ်وهي قوة مودعة في العصب المفروش في مقعر السماخ قوة نديك بيجي مودعة دي اسمه مفعول سيغا أن خيار أياغو مودع لو خره هو ما بين سياسة أو يبيدو جامد ريوغو خنا أثار سولوشن يري ساوغا وافيا ماله مودع فيمه تبابا بينو بيدو مقعر السماخ ديك بي نيجي أباغو خره ear hole ပေါ့နော်မကာရုန်အတိတ်ပဲအထဲမှာလို့ပြောချင်တာကာရုန်အတိတ်ပဲနှဆိုင်တော့အဲ့တော့ फिर မကာရစ်ဆမခတိတ်ပဲနရွရဲ့အပေါက်ရဲ့ထိတ်မှာလို့ပြောချင်တာတဘောပေါက်ပြီနော်မဖရုရှ်ဒီယာလစ်မဖူလီစီကကျွန်တော်တို့အတိတ်ပဲသိတယ်ဟိုခင်းထားတဲ့အရာကိုကျွန်တော်တို့မဖရုရှ်လို့ခေါ်တယ်တဘောပေါက်ပြီနော်ဘီချိုနာပေါ့နော်ဘီချာယာဝဂျစ်အဆဘွန်အတိတ်ပဲကျွန်တော်တို့အလွာလို့ပြောလို့ရတယ်ကျွန်တော်တို့ရဲ့နရွက်ထဲမှာအသားတွေရှိတယ်မာဆယ်တွေရှိတယ်အဲ့ဒီမာဆယ်တွေရဲ့အလွာတလွာကိုအဆဘွန်လို့ခေါ်နေတာတဘောပေါက်ပြီနော်အဲ့တော့အတိတ်ပဲဘယ်လိုဖြစ်မှာလဲကိုဝတ်တဲ့ဆင်မဆိုဒီမှာကိုဝတ်တွန်မဝဒ္ဒအတွန်အနချန်ခံခဲ့ရတဲ့အရေးချင်းတစ်ခုဖြစ်တဲ့အဲ့တော့ဒီအရေးချင်းကိုဘသူကိုအခဲတာလဲဖီလ်အဆဘီလ်မဖရူရှီဖီမကာအရဆမခေနဂျယေအတွင်းဖက်မှာခင်ပြီးသားအလော်တစ်ခုရှိတယ်မာဆယ်ရဲ့အလော်ဘောနော်အဲ့ဒီအလော်မှာဒီကိုဝတ်ကအနချန်ခံခဲ့ရတဲ့အလာဖက်ကနေအဲ့ဒီကိုဝတ်ကိုကိုဝတ်တဲ့ဆမလို့ခေါ်တယ်ကျွန်တော်တို့ကြားနိုင်တဲ့အရေးချင်းလို့ခေါ်တယ်သဘောပေါက်ပြီနော်تدرك بها الأصوات بطريق وصول الهواء متكيف بكيفية الصوت إلى السماع بها ما هي مرجع قوة إريا يچن إري سماع يچن go أتم بيو بيرو تدرك بالون نينله تيشي لا نينله الأصوات باريغو أتندوي go ليتندوي go तबाबा बिनो बेतरीके उसूलिल हवाइल मुतकय्यफ अल मुतकय्यफ देखबे आया तखुने तखु यो नेरे कनेरे सोल्यूशन जनरो एरा को बाखले मुतकय्यफ लो खरे बे कैफियत सूत या देखबे सूत की सूरत में आवाज की सूरत में अते पोंगजेने
အဲ့တော့ဒီမှာကျွန်တော်တို့အသင်ကျွန်တော်တို့နရွက်ထက်ကိုဘလို့ဝင်လာလဲအဲ့ဒါကိုပြောချင်တာအဲ့တော့လေကအချို့လေကအသင်ပုံစံနဲ့ရောနေပြီးတော့ပေါင်းပြီးတော့ကျွန်တော်တို့ရဲ့နရွက်ထက်ကိုဝင်လာတယ်အဲ့ဒီဝင်လာတဲ့နီးလဲနဲ့ပုံစံနဲ့ကျွန်တော်တို့အသင်ကိုအဲ့ဒီ sound ကိုတည်တက်လာတယ်လို့ပြောနေတာတဘောပေါက်ပြီနော်အဲ့လားစမခေကျွန်တော်တို့ရဲ့နရွက်ရဲ့အပေါက်ထဲမှာတဘောပေါက်ပြီနော်ဘီမာနာအန်နလာဟ်တအာလာယခလုကုလ်အဒရာကဖီနဖ်အန်ဒါဒလိကဒီဘာရတ်ကနေမစနရဟ်လာတလာနိုဘာကိုပြောလို့ရှင်တယ်လို့ဆိုလို့ရှိရင်အတန်တွေက sound တွေကလေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ရဲ့နရွက်ထဲကိုဝင်လာရင်ဝင်လာတာနဲ့ကျွန်တော်တို့အတန်ကိုတီးသွားတယ်နားလေသွားတယ်လို့တော့မဟုတ်ဘူးလို့ပြောရှင်တာအမှနောက်တစ်ခုကလုပ်ရှိတယ်ဒါကဘာလဲအန်နလာဟ်တအာလာယခလုကုလ်အဒရာကဖီနဖ်အန်ဒါဒလိကဒီလေတွေကျွန်တော်တို့ရဲ့နရွက်ရဲ့အပေါက်ထဲကိုဝင်သွားတဲ့အခါဒီကိုဝတ်မူအဒ္ဒါဖီအဆဘ်မဖရုရှ်မှာဒီလေကတွားထီတဲ့အခါအန်ဒါဒါလကဒိတ်ပဲဒီချင်းအလိုတွားထီတဲ့အခါအလ္လာဟ် سبحانه และ تعالى ဖီနဖ်စေလူသားတို့ရဲ့ခန္ဓာကိုယ်ထဲမှာယခလုကုလ်အဒရာကတီရှိနားလေလာနိုင်တဲ့အရာချင်းကိုဖန်ဆင်းပေးတယ်ဖန်တီးပေးတယ်ပြုလုပ်ပေးတယ်ပြောလို့ချင်တာက sound ကလေသင်ကလေနဲ့လာပြီးတော့အဲ့ဒီအဆဘ်မဖရုရှ်နဲ့တွားထင်းရင်လေစကားကိုကျွန်တော်တို့နားမလည်နိုင်သေးဘူးအဲ့ဒီချင်းအလ္လာဟ်ဘက်ကနေအလ္လာဟ်ရဲ့မဒတ်လိုသေးတယ်အဒရာကီကိုဝတ်ကိုချက်ချင်းအလ္လာဟ် سبحانه และ تعالى ဖန်ဆင်းပေးတယ်ဖန်တီးပေးတယ်အဲ့ဒီဖန်တီးပေးမှုကြောင့်ကျွန်တော်တို့လေသင်တွေကိုတီးလာနိုင်တယ်လို့ပြောချင်တာသဘောပေါက်ပြီနော်အဲ့တော့အင်ရှာအလ္လာဟ်ကျွန်တော်တို့နောက်တစ်ပိုင်းမှာကိုဝတ်တဲ့ဘာစရာကျွန်တော်တို့မြင်နိုင်တဲ့အရေးချင်းနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်